ဒီဒါတော့မြန်မာပြည်ကနေပြီးတော့ Australia ကို transit ဒီ Malaysia transit ကိုယူမဲ့တကယ်ချင်းနေနဲ့အမေကိုပြောချင်လို့ပြချင်လို့ပါအဲ့ကြရင်ဒီမြန်မာပြည်ကနေပြီးတော့ Malaysia transit ယူပြီးတော့ Australia ယူမဲ့တကယ်ချင်းနေအနေနဲ့ check-in ထပ်ဝင်ရပါတယ်အော် Malaysia လူတွေလည်းဒီမှာဒူးကြီးကိုကြိုက်ပါတယ်ဒူးဒီရောကြီးပဲဒါတော့ sky trip ပေါ့နော်ဒီတန်းတန်းလျှောက်လာခဲ့မယ်အဲ့ဒီကနေထွက်လာပြီးတော့တိုင်းတိုင်းလျှောက်လာခဲ့မယ်ဟိုမှာမြင်းနေရတဲ့ C21 ရှိတဲ့ဘက်ထီကိုသွားမယ်ကိုလိုမျိုးပထမဦးဆုံးပေါ့နော်ပထမဦးဆုံးမလေးရှား transit ကိုသုံးပြီးတော့ Aussie ကိုသွားမယ်လူတွေအတွက်ပါရှင်တော့ကတော့ Taipei Airline နဲ့သွားဘူးတယ် Singapore Airline နဲ့သွားဘူးတယ်တခါမှ check-in မဝင်ရပါဘူးအခု Malaysia Airline နဲ့သွားရင်တော့ check-in ပြန်ဝင်ရပါတယ်ဒါကတော့ထူးခြားချက်ပါအဲ့တော့ဘယ်နားမှာ check-in ကောင်းတာရှိလဲဆိုတာကိုပြပါမယ်အခုဒီရောက်တာနဲ့ဟိုမှာ information ကောင်းတာရှိပါတယ်အဲ့ဒီဘက်ကိုချိုးလိုက်ပါပြီးတော့အခုက4 over အချိန်ကြီးအများကြီးပဲကြံသေးတယ်အဲ့တော့ဒီထဲတွေဒီ garden တွေထဲကိုသွားကြည့်အောင်ပါမယ်အဲ့ကြရင်လည်းပြပါမယ်ဟာပေါ့နော်လို့စေဒီမှာဒါ garden ပေါ့နော်ကဲလောစေကဘယ်နေရာမှာ ticket boarding pass ကိုရီမသိတော့အဲ့ဒီသူ့ကိုမေးလိုက်ပါတယ် information ကောင်းတာမေးလိုက်တော့သူကနေပြီးတော့ C21 ရှိတဲ့ဘက်ကိုသွားပါတယ်အဲ့လိုပြောပါတယ်ဒါပေမဲ့အဲ့ဒါတကယ်ကမပြည့်စုံပါဘူး C21 ရှိတဲ့ဘက်က C21 ရှိတဲ့ဘက်ကိုသွားပြီး boarding pass မှမရှိရဘယ်လိုလုပ်ပြည့်စုံမှာဒီမှာရင်မွေးကောင်တာပါအဲ့တော့ပြီးကြမှာရင်မွေးတွေကိုဟိုကြီးတီကြီးနဲ့အလကားလာဆိုအောင်မယ်ဒါကတော့ကိုလုံးနေကြပါဖက်တော့ရင်မွေးမေးပါတယ်ရင်မွေးတွေကဘူးကြီးကြီးတော့ပလင်းတွေကကြီးတော့ baggage ထဲကိုထည့်ပေးလိုက်တော့စွတ်ဖြစ်တော့အဲ့တော့ခုနားလေးမှာပြီးရင်ဟိုကြီးတီကြီးလို့နဲ့ဟိုဆန်းဒီဆန်းတွေပေါ့အလကားတွေပေါ့ Chanel ပဲစောမလား Lancome ပဲစောမလားဒါပြီးကြရင်ဒီထဲကိုဝင်ကြည့်မယ်ဒါဖြစ်သွားတဲ့နေရာမှာလည်းဒီမှာအဘာဝတော့တောင်ရှင်းမြေပေါ့အဲ့ဒီတွေ့ရမယ်တဲ့ဝင်ကြည့်ပါမယ်ဘလို့စရာတော့ဘယ်နေရာမှာ check-in ဝင်ရပြီးတော့ဘယ်နေရာမှာ ticket ယူရမလဲဆိုတာကိုပြပါမယ်အရင်ဆုံးကိုလိုမျိုးမလေးရှား transit ကိုသုံးပြီးတော့ Australia သွားမဲ့လူတွေဒုက္ခမရောက်အောင်လို့ပါအားလုံးအဆင်ပြေအောင်လို့ပါအဲ့ဒီမြန်မာနိုင်ငံလာပြီဆိုရင်လေဆိပ်ကနေထွက်လာပြီလေဆိပ်ထဲကိုရောက်ပြီအဲ့ဒီ C21 ရှိတဲ့ကောင်တာဘက်ကိုသွားမယ်နော်ပြီးအမှကြည့်သွားလိုက် C21 ပြီးကြရင် C21 ဆိုပြီးတော့ပြမယ်မနာလေးမနော်ဒါပေမဲ့ C21 ဒါ gate တကယ်ကဟိုမှာဒါအလွယ်မှတ်တာတော့ C21 ပေါ့ဒါပေမဲ့သူ့ရဲ့ transfer counter က C21 ရဲ့ဘေးလေးမှာနော်ဘေးလေးမှာ transfer counter အဲ့ဒီမှာတစ်ခါ check in ဝင်ရမှာပါအဲ့ဒီကိုသွားမယ်ကဲဒီမှာတွေ့ပါပြီ transfer counter အဲ့ဒီကိုဝင်သွားပြီးတော့မှသာလျင်သူတို့က boarding pass တခုကိုပေးပါမယ်အဲ့တော့မှကိုစီးမဲ့ gate တွေပါတွေကိုပေးမယ်ဒီမှာ transfer counter ပါကိုကတော့စွမ်းတော်ဝင်ပြီးသွားပြီဒီမှာ Malaysia Airlines ဆိုရင် counter 2ခုရှိမယ် Sri Lanka ဟိုမှာရှိမယ်ဒီမှာဝင်ရမယ်ပြီးကြရင်ဒီမှာလာကြည့်ရမယ်ပေါ့နော်ဒါ transfer counter ပါဒါကော C21 အောင်လားသူရဲ့ဘယ်သူ့ရဲ့ညာဘက်လေးမှာပေါ့နော်သူ့ရဲ့ညာဘက်လေးမှာ transfer counter ရှိတယ်အဲ့ဒီမှာယူမယ်ပြီးရင်ဒီမှာ
ကြည့်မယ်လောလောဆယ်တော့ gate တွေလည်းမပေါ်သေးဘူးဒါခဏနေကြရင်ဒီမှာလာကြည့်ရမယ်ကျေးဇူးပါကျေးဇူးပါကြောင်ကျေးဇူးပါပတ်စပါတောင်းလာယူပြီနော်ကျေးဇူးပါအဆင်ပြေကြပါစေ